ဆိုင်ထက်ကျွန်တော်ရဲ့ကျေးဇူးရှင်သာသနာအလူတကာကြီးကယောက်ျားကြီးပါအလူတကာပါပြောဆိုယောက်ျားကြီးပေါ့ခမရလေမင်းလှုပ်လာတဲ့တဏ္ဍာတစ်ချောက်ကဘယ်အလူတကာကြီးကအချောက်ကြီးကလှူလို့တော့ခိုင်းဟုတ်တယ်ဒီမဲ့ချူချူချောလှလှပပမယ်ဦးဆန်းဝင်းနိုင်ဦးဆန်းဝင်းနိုင်ပေါ့ခမရသူနဲ့သားရဲ့ဝမ်းဆက်ကျေးဇူးရှင်သာသနာအလူမကြီးကမိမကြီးလုပ်ပြန်ဒေါ်ဤဆန်းပေါ့နော်ဟုတ်သားလာလေးကတာလယရနာလေးကမဖြိုးတန့်ကျော်ဖြိုးတန့်ကျော်သမီးလာယရနာကမဖြိုးရည်ကျော်ဟုတ်တယ်မဖြိုးရည်ကျော်ကျူလူပွဲပါခင်ဗျာဟာရှိလက်တွေထောင်းတယ်ခါမင်းကဘော်ဒါတွေဖြစ်နေရပေါ့လက်တွေထောင်းတယ်သူကဒါအလူတကနော်ဟုတ်ကျွန်တော်ရဲ့ညီလေးပေါ့ဗျာနော်ဟုတ်အောင်ဖြိုးတန့်ကျော်ကဒါကျွန်တော်ဆိုင်းထဲမှာလူမယ်ဆိုလို့ဒါအားနားဘူးလို့နော်ဒါအလူရက်ကို3ခါလောက်ရွှေ့လိုက်ရတာပေါ့ခင်ဗျာကျွန်တော်ရွေးငါပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျညီလေးကိုကျေးဇူးတင်နေပြောလိုက်ကျွန်တော်ညီလေးကိုညနေခင်းနဲ့မိတ်ဆက်ထားတာသူနဲ့ဘော်ဒါတွေဖြစ်နေပြီပြောမယ်ဆိုသူကတ်ပေါင်းထားတာကဲအဲ့တော့ဂုံပြုတ်မဲ့ဒီချင်းလေးကလူတကလူမှလည်းကျေးဇူးတင်ပါတယ်မောင်ရှင်လောင်းလေးမောင်ဖြိုးသားကျော်လည်းကျေးဇူးတင်ပါတယ်ဟုတ်တယ်ဂုံပြုတ်မဲ့ချင်းလေးကဘာသချင်းနဲ့ဂုံပြုမလဲဆိုတော့ဦးနေရဲ့ကိုဆိုင်တဲ့ကြီးလူငယ်ပရိသတ်များအတွက်လည်းခိသချင်းနေမဆိုခင်ပေါ့ခင်ဗျာဟုတ်ကဲ့ဗျာဆိုင်းဝဒနာရှင်ဦးကြီးများအတွက်လည်းဗလာဆိုင်းနေမတီးခင်ပေါ့ခင်ဗျာဟုတ်ကျွန်တော်ရဲ့ကျေးဇူးရှင်အလူတကာနဲ့အလူမအဂုံပြုမဲ့ဒီသချင်းကဖာပါလိဒီအလူပြီးတော့နောက်အလူပေါ့ခင်ဗျာနောက်အလူပြီးတော့နောက်အလူပေါ့ခင်ဗျာဟုတ်အလူတန်းနေထက်ခါတလေလေးပေးနိုင်ပါစေလို့ကျွန်တော်ဆူတောင်းပေးခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာဆူတောင်းပေးမဲ့ဒီသချင်းရဲ့အမည်ကဖာပါလိလှူနိုင်ပါစေပေါ့ခင်ဗျာကဲသာသနာအလုဒါယကယဟန္တာကဥစ္စာဝင်းနိုင်သာသနာအလုဒါယကမဒေါ်ဣဆန်တို့မိသားစုလူတော်မင်္ဂလာပွဲကြီးမှာညမဆိုင်နေမတိကေကိတချင်းနေမဆိုခင်မှာတာတက္ကသိုလ်အောင်ဆိုင်မင်းကကျေးဇူးရှင်အလုတကလူမများကိုဂုဏ်ပြုမှာကလှူနိုင်ပါစေတဲ့ဗျာ